ZRA အတင်းထား fighting ZRA နော်ကျေးဇူးပြုရဲ့ ZRA တွေကနော် CNA ကိုပြုတ်အောင်တိုက်ပလိုက်ကြအလို့ရှုပ်တယ်ငါတို့ချင်းညင်အောင်တွေတကယ်တိုက်ပွဲလုပ်နေတဲ့လူတွေဆိုတော့စကားစားကိုအာနာရှင်တွေကိုတကယ်တိုက်ထုတ်နေတဲ့လူဆိုတော့သူတို့ကိုတာဝန်ပေးလိုက်စကားစားတိုက်ထုတ်ဖို့ ZRA ကတာဝန်ယူပေးပါကျေးဇူးပြုရဲ့ CNA တွေပြုတ်သွားဟုတ်ပြီလားအဲ့တော့ ZRA တွေက CNA ကိုတာဝန်ယူလိုက်အလို့ရှုပ်တယ်နော်ချင်းညင်အောင်တွေကစကားစားတွေကိုကင်းစင်အောင်လုပ်လိုက်မယ်ချင်းပြေကစစ်ခွေးတွေအာနာရှင်တွေကိုတိုက်ထုတ်လိုက်မယ်အဲ့ဒါဆိုပြီးသွားပြီမဟုတ်ဘူးလားသူတာဝန်ကိုတာဝန်ပေါ့ပြည်သူတွေအထိနာမှာဆိုလို့မတိုက်တာဆိုပဲဟာခါမှနေတဲ့သူတို့တွေမှာဟာခါပြည်သူတွေထိမှာဆိုလို့မတိုက်တာဆိုတာဟာခါတမျိုးထက်ပဲလူတွေလားဟာလားဟာခါတမျိုးထက်ပဲဒီအသက်ရှိတဲ့လူတွေပေါ့ကျန်တဲ့လူစကားစားတွေဘုံချဲခံရတဲ့နေရာတွေကဟာတော့လူတွေမဟုတ်တဲ့ဆိုတော့ပုံစံနဲ့သူတို့ကပြောတာပေါ့ဟုတ်လားအဲ့လိုမျိုးလားအဲ့လိုဆိုနေကြပါစေလေအဲ့မှာချန်စီကိုခတ်ပြီးဟာမှာအဲ့ဒီမှာစကားစားနေပဲပျော်ပနေကြတော့ဒါပဲရှိတော့တာလေအခုနခါရှိတော့အခု3ခါမြောက်ဆက်ပြောမယ်နော်ချင်းပြည်မှာ CNA နဲ့ CNF နဲ့ CNAF နဲ့ ZRA နော်ရှိတယ် ZRA ကသူတို့မျိုးသူတို့ကောက်ွယ်ပဲသူတို့မျိုးသူတို့ကောက်ွယ်ပဲဆိုမှလက်ကြိုက်တယ် ZRA ရဲ့အာတာချက်ကဒီချင်းညင်အောင်တွေတိုက်ပွဲဝင်နေတဲ့လူတွေလုံးဝသူတို့ကအနောက်ချက်မပေးဘူးသူတို့ဟာသူတို့ရဲ့သူတို့မျိုးသူတို့ကောက်ွယ်ပဲဆိုနေလိုက်တာပဲရှိတယ်နော်အဲ့တော့ CNA ကလည်းစခန်းတေးသေးလေးတွေတင်ပြီးတာနဲ့ပဲစခန်းကိုဘယ်နှခုတောင်တင်ပြီးသွားပြီးဆိုတဲ့ဟာဘဝင်ချင်းမြင်းပြီးဟာမှချင်းညင်အောင်တွေကတိုက်ပွဲစခန်းယူဟာကုန်းလေးလက်နဲ့ခန်းရဆက်ယုံလေးပေါ့နော်အဲ့လိုမျိုးတင်ထားတဲ့ဟာကိုသူတို့ကချောင်းနေတဲ့ဘယ်ချိန်ကတော့ဝင်အုပ်မလဲဆိုတာချောင်းကြည့်ပြီးဟာမှတကယ်စကားစားတွေကိုကြတော့သူတို့နိုင်အောင်မတိုက်ဘူးစကားစားလည်းသူတို့ကိုသွားမတိုက်တယ်လို့စကားစားကိုလည်းသူတို့ကသွားမတိုက်ပဲနဲ့ ZRA ကိုကြတော့စကားစားနဲ့အပေးယူရှိတယ်စကားစားရဲ့လက်အောက်ခံနေမို့လို့ဆိုမှသူတို့ကတာရစာပေးတိုက်တယ်အဲ့ဒါကြောင့် ZRA တွေကZRA CNA ကိုပြောင်းအောင်တိုက်ပေးလိုက်အကုန်ပြီးသွားလေအဲ့ဒါခါမှတကယ်အားချင်အောင်ဆောင်တဲ့လူတွေယူချင်အောင်ဆောင်တဲ့လူတွေကန်ရမ်စုကန်တေးလိုက်ဆိုပဲရှော့အော်တဲ့ဟာတွေမျက်မြင်နဲ့မြင်သွားအောင်လို့အဲ့လိုပဲ ZRA ရေလုပ်ပေးလိုက်ခမရတို့ CNA မှာဝင်တဲ့ရဲဘော်တွေစားစီရတို့ဝက်ဆုံတို့ဘာတို့ဘလောက်ပဲအလှခန့်ခမရတို့ရဲဘော်လေးတွေလည်းတနာဖို့ကောင်းပါတယ်လူကြီးပိုင်းနေအတုံးမကြတာကြောင့်ဒီရဲဘော်လေးတွေတောင်မျက်နှာငယ်ရတယ်နော်ဟိုတလောက်တော့အခုနောက်ပိုင်းဆိုလဲ ZRA ဖက်ကိုတောက်တိုက်လို့လေလကားတေးကလေးတွေကိုကြည့်ပြီးမှလက်စိတ်မကောင်းဘူးနောက်ခါကျရင်လာမပိုးကြနဲ့ငါမကြည့်ရဘူးတနာတဲ့အဲ့လိုတောင်ပြောယူရတယ်နော်တော်တနာဖို့ကောင်းတယ်မြင်ပြီးအကုန်မြင်တဲ့ ZRA နဲ့တိုက်ပွဲဖြစ်တဲ့နေရာကတပ်ပုံလေးတွေဆိုတော်တနာဖို့ကောင်းတယ်အဲ့ဒါခမရတို့လူကြီးတွေကမတနာဘူးလားစကားစားကိုတောက်တိုက်တာလည်းမဟုတ်ZRA အတင်းထား fighting ZRA နော်